က်ငွေမရှင်းရသေးခင်မှာပဲဆိုင်ဝင်နှန်းကသူ့မှာထားတဲ့အစားအသောက်တွေကိုယူလာပေးပါတယ်ဒီလိုမြန်ဆန်တဲ့ဝန်ဆောင်မှုကြောင့်ချက်လဲအံ့ဩသွားတာပါပဲဒါကြောင့်ချက်ဟာခုံတန်းလျက်တစ်ခုမှထိုင်ပြီးစားစရာတွေကိုစားကြည့်လိုက်တဲ့အခါဒါဟာတကယ်ပဲသူ့မှာခဲ့တဲ့အော်ဒါတိုင်းပါပဲအဲ့ဒီအချိန်မှာဆိုင်ရှင်ကတန်ရှင်းရေးလုပ်နေရင်ချက်ကိုတွေ့တော့ဟမ်ဘာဂါအရသာနဲ့ပတ်သက်ပြီးချက်ရဲ့အမြင်ကိုမေးမြန်းလိုက်ပါတယ်စီးပွားရေးအမြင်ရှိတဲ့ချက်ကတော့ဘာဂါတင်မကပဲဆိုင်ရဲ့လက်ပတ်မှုပုံစံကိုပါတော်တော်သဘောကျနေကြောင်းပြောပါတယ်တကယ်တော့ချက်ဟာအလုပ်ကိစ္စနဲ့မြို့အနှံ့သွားလာရသူဖြစ်လို့အစားအသောက်ကိုလမ်းဘေးဆိုင်တွေမှာပဲအမြဲစားလေးရှိသူပါပဲဒါပေမဲ့ချက်စားမှုတမျှတည်းကအမြန်ရအစားအသောက်ဆိုင်တွေတောင်မှအော်ဒါရဖို့အနည်းဆုံးနိုင်ဝက်လောက်စောင့်ရလေးရှိပါတယ်အခုမက်ဒိုနယ်လို့ခေါ်တဲ့ဒီအမြန်ရအစားအသောက်ဆိုင်ကတော့မယုံနိုင်လောက်အောင်သူ့အတွက်ထိရောက်မြန်ဆန်လွန်လာပါတယ်ချက်ဆိုင်တွေကိုဝင်လေ့လာကြည့်တော့ဝန်ထမ်းတစ်ယောက်ချင်းစီကကိုယ်ပိုင်တာဝန်တွေနဲ့ပါပဲဝန်ထမ်းတွေကပေါင်မုံတွေကိုအစီချပြီး sauce တွေကိုတစ်ခုချင်းစီလိုက်ထည့်ပါတယ်အဲ့ဒီနောက်တခွားချင်တဲ့နှုတ်ဆင်းထားတဲ့ချက်သွန်ကြီးဖြူလိုက်ပြီးအသားပြားကိုတင်လိုက်တာနဲ့ဟမ်ဘာဂါတစ်ခုဖြစ်သွားတော့တာပါပဲဒီလုပ်ငန်းစစ်တစ်ခုလုံးဟာစက္ကန့်30လောက်သာကြာတာကြောင့်ဒီစနစ်ကိုမြင်ပြီးချက်ဟာတော်တော်အံ့ဩသွားရပါတယ်အဲ့ဒီညမှာပဲချက်ဟာဒီလုပ်ငန်းအကြောင်းထပ်မံစုံစမ်းမေးမြန်းခဲ့ပါတယ်ဆိုင်ရှင်ပြောတာကသူတို့ညီကိုနှစ်ယောက်ဟာဒီလိုဆိုင်မျိုးတစ်ခါဖွင့်ခဲ့မှုပေမဲ့အခက်အခဲမျိုးကြောင့်အရှုံးပေါ်ခဲ့ကြပါတယ်သူတို့လည်းရောင်းအားတွေကိုပြန်စစ်ကြည့်တဲ့အခါဟမ်ဘာဂါရဲ့အာလူကြော်နဲ့ဖြောရည်ဆိုတဲ့ဒီသုံးမျိုးကပဲကျန်တာတွေထက်ရောင်းအားကောင်းနေခဲ့တာပါပဲဒါနဲ့ပဲသူတို့ဟာကျန်တဲ့မီနူးတွေကိုအကုန်ထုတ်ပြီးဒီသုံးမျိုးတွေကိုပဲအဓိကထားရောင်းချပါတော့တယ်တစ်ချိန်တည်းမှာတစ်ခါသုံးပစ္စည်းတွေကိုပြောင်းလဲအသုံးပြုပြီးစစ်လိပ်တောက်တဲ့နေရာတွေကိုဖယ်ရှားကအမိုက်ပုံးတွေနဲ့အစားထိုးလိုက်ကြပါတယ်ဆိုင်ရဲ့ဒီဇိုင်းပုံစံကိုလည်းပုံမှန်မြန်ဆန်ထိရောက်စေဖို့အတွက်တေချာလေ့လာပုံဖော်ခဲ့ကြပါတယ်ဒီလိုအချက်တွေပေါင်းစပ်လိုက်တဲ့အခါမှာတော့အလွန်ထိရောက်ပြီးအမြန်ရစားတောက်ဆိုင်တစ်ဆိုင်ဖြစ်လာပါတော့တယ်ဆိုတာပါပဲဒီဇလန်ကချက်ကိုတညလုံးအိတ်မပြောနိုင်အောင်ဖြစ်စေခဲ့ပြီးခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုပါရစေခဲ့ပါတယ်ဒါကြောင့်နောက်နေ့မနက်မှာပဲချက်ဟာဆိုင်ပိုင်ရှင်ညီကိုနှစ်ယောက်နဲ့တွေ့ပြီးဆိုင်ခွဲဖွင့်ချင်တဲ့ခွင့်ပြုချက်တောင်းဆိုပါတော့တယ်ဆိုင်ပိုင်ရှင်ညီကိုနှစ်ယောက်ကတော့အရင်ကဆိုင်ခွဲငါးဆိုင်စမ်းကြည့်မှုပြီးသားဖြစ်လို့ဆိုင်တွေရဲ့အကွာဝေးကြောင့်ဆိုင်ရဲ့အရေးသွေးကိုမထိန်းချုပ်နိုင်ပဲသူတို့ရဲ့နာမည်တက်သွားမှာကိုစိုးရိမ်ကြောင်းပြောပါတယ်ဒါပေမဲ့ချက်ကတော့အရှုံးမပေးခဲ့ပါဘူးမက်ဒိုနယ်ရဲ့ဆိုင်မုတ်တွေကိုကြည့်ရင်ဆိုင်ရဲ့စနစ်ဟာတေချာပေါက်အောင်မြင်မယ်လို့အခိုင်အမာယုံကြည်နေတာကြောင့်ဆိုင်တွေကိုမြို့တိုင်းရဲ့တင်ကြတာတွေဖြစ်အောင်လုပ်ချင်နေဆိုတာပါပဲနောက်ဆုံးမှာတော့ချက်ရဲ့ဒီစကားတွေကြောင့်ညီကိုနှစ်ယောက်နဲ့သဘောတူစာချုပ်လက်မှတ်ထိုးနိုင်ခဲ့ပါတယ်ပထမဆုံးဆိုင်ခွဲကိုဖွင့်လှစ်လိုက်တဲ့အခါမှာတော့ကျောင်းအားတွေအလွန်ကောင်းခဲ့ပြီးရင်းနှီးမြှုပ်နှံသူတွေပါရရှိခဲ့ပါတယ်ဒါပေမဲ့ဆိုင်ခွဲတွေများလာတဲ့အခါမှာတော့အရင်ကလိုပြဿနာတွေပြန်တက်လာပါတော့တယ်ဆိုင်တစ်တွေမှာတန်ရှင်းရေးညံ့ဖျင်းလာတယ်လို့ဟမ်ဘာဂါအရသာတွေကလည်းဆိုးရွားလာပါတယ်စိတ်ပြတ်သွားတဲ့ချက်လဲဟမ်ဘာဂါတစ်လုံးကိုကင်ပြီးရင်းနှီးမြှုပ်နှံသူစီတွားရောက်မြင်းမြန်းခဲ့ပေမဲ့အဲ့ဒီလူကဘာကိုမှဂရုမစိုက်ခဲ့ပါဘူးဒါပေမဲ့ချက်အတွက်အလှည့်ပြောင်းဖြစ်စေမဲ့အရာတစ်ခုကတော့ဆိုင်ကိုပြန်ရောက်တဲ့အခါတမချန်းစာလိုက်ရောက်နေတဲ့အယောင်သမားတစ်ယောက်ကိုတွေ့လိုက်ရခြင်းပါပဲသူ့ရဲ့ဆွဲထက်တံမှုကိုကြည့်ပြီးချက်ဟာကိုပြန်မြင်အောင်မိသွားပြီးဒီလိုလူမျိုးဟာကောင်းတဲ့အခွင့်အရေးမှန်သမျှကိုအရယူမဲ့သူပဲလို့တွေးမိသွားပါတယ်ဒါကြောင့်အဲ့ဒီတမချန်းစာရောက်တဲ့သူကိုဆိုင်မန်နေဂျာတာဝန်ပေးလိုက်ပါတော့တယ်ချက်ထင်ထားတယ်လို့ပဲအဲ့ဒီလူဟာအလုပ်ပေါ်တာဝန်ယူမှုရှိကြောင်းတက်တည်ပြနိုင်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းကစပြီးချက်တိလိုက်ရတာကဆိုင်တွေရဲ့အရေးသွေးကိုထိမ့်သိမ့်နိုင်မဲ့နီလန်ကအလုပ်ပေါ်တာဝန်ယူမှုရှိတဲ့လူတွေလိုအပ်တယ်ဆိုတာပါပဲအဲ့ဒီလိုနဲ့မက်ဒိုနယ်ဆိုင်တွေဟာတဟုန်ထိုးများလာခဲ့ပြီးချက်ဟာလည်းကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်တူဖြစ်လာပါတော့တယ်